မင်္ဂလာပါပရိသတ်ကြီးရှင်အများတများတခါရောက်တွေးကြည့်ကူပါတရာတော်လိုင်းဆိုရဲခေါင်းစဉ်အောက်မှာလက်နဲ့မဲ့နေတဲ့အမျိုးသမီးလေးတွေရဲ့ဘဝတွေကဘလောက်တောင်ကြွေလစ်ဖြစ်စီနေရပြီလဲဆိုတာကိုပါဒီနေ့ကျမပြောပြမယ့်အကြောင်းအရာကတော့ပရိသတ်ကြီးကိုဒေါသထွက်စီအောင်နဲ့မကားပဲနဲ့ကျင်းနာလွန်းလို့ညက်ရီပါကြားစီရမယ်မိထင်ကတကယ်အဖြစ်တဲ့အမှန်တွေကိုပဲတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရရောမျိုးတွေက73နှစ်အရွယ်ကလီမာလီတူကပျော်ရွှင်စွာကစားပျော်ပါနေရမယ့်အရွယ်မှာပဲဒေါ်လာကြီးဆိုတဲ့ခေါင်းစဉ်အောက်ကလုစားဖြီးဖြစ်အမျိုးရုပ်ဒရိတ်ဆန်ရဲ့တားကောင်ဖြစ်ခဲ့ရပါတယ်။သူ့ရဲ့အကြီးကပါလေတရားမျှတမှုကိုမိဘချစ်သူတွေကရင်းနှီးစွာနဲ့တောင်းဆိုတဲ့အခါမှာလေတိုင်းရင်ရှင်းပြမယ်ဆိုရဲတနက်ကြောင်းဝကကျင်းချုပ်တန်တွေနဲ့ပဲတိတ်ဆိတ်သွားခဲ့ရပါတယ်။ဒါကအမျိုးရုပ်တွေဖြီးဖြက်တွေမျှော်လင့်ထားတဲ့ Federal Democracy လာလို့သားပဲကျမကတော့မေးလိုက်ချင်ပါတယ်။နောက်ထပ်ရင်နာစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုကတော့မတ်ချိုချိုဆိုတဲ့အမျိုးသမီးလေးပါပဲ။သူမရဲ့ခင်မိုးဖြစ်သူကိုဘေးမှာရက်ကြည့်ခိုင်းပြီးတော့စကန်မှုဆိုတဲ့သူကသူမရဲ့ကိုခန္ဓာနဲ့ခုံသိက္ခာကိုဒရိတ်ဆန်တကောင်လူရရဆက်ဆက်နဲ့ကိုစော်ကားခဲ့ရပါခင်မိုးဖြစ်သူရဲ့မျက်လုံးတွေကနာကျင်မှုတွေနဲ့ဇနီးဖြစ်သူရဲ့အော်ဟစ်တန်တွေကိုလည်းကြားအောင်ကြည့်ကြပါအောင်ရှင်။အင်မတန်မှစိတ်မကောင်းဝမ်းနည်းဖွယ်ရာဖြစ်ရပါပဲ။ပလဲမျိုးတွေကပါလာဖအချုပ်ခန့်တွေမှာလည်းလွန်တဲ့2နှစ်အတွင်းမှာပဲဒီလိုဖြစ်စဉ်မျိုး၄ခုချက်မနဲ့ရှိခဲ့တယ်လို့လည်းသိရပါတယ်။နောက်ပြီးတော့ဝက်လက်မျိုးနယ်မှာဆိုရင်ကိုဝင်3လရှိနေတဲ့မိကေတူကလည်းအိမ်မော်ကိုတက်ပြီးတော့အတင်းအဓမ္မဆော်ကားခံနေရပါတယ်။သူမကတုံတုံရည်ရည်နဲ့အကူအညီတောင်းခဲ့ပေမဲ့လည်းလက်နက်ကိုကြောက်လို့အတူမှမကင်ရခဲ့ကြပါဘူး။နောက်ဆုံးမှာတော့အပြစ်မဲ့တဲ့အဲ့ဒီကိုဝင်လေးပါပြက်ကျသွားခဲ့ရပါတယ်။ဒါတော့အထီးရက်စက်ရုံမာတဲ့အထီးဘသူတွေကအခွင့်အာဏာပေးထားတာလေအများပြည်သူများအပြည့်ပဲဖြစ်မှာပါ။နောက်ပြီးတော့ဒရိတ်ဆန်ကြီးဖြက်အမျိုးယုတ်ဘိုလင်းမွေအဖွဲ့ဝင်တအုပ်ကလည်း18နှစ်အရွယ်စစ်ပေးဆောင်မင်းကလေးကိုအကြိမ်ကြိမ်စော်ကားခဲ့တယ်လို့ PDF မျိုးမစစ်အချို့ကလည်းမင်းကလေးတွေရဲ့ဖုန်းထဲမှာစစ်တပ်ပုံတွေ့ရဆိုရင်အကြောင်းပြချက်နဲ့ဖမ်းဆီးပြီးတော့အမှုကျန်းစီစော်ကားမှုတွေလုပ်တာကိုခံခဲ့ရတာပါကဲမလူမှာဆိုရင်လေပါလာဖာအမျိုးရုပ်ခေါင်းဆောင်စိုးမင်းရဲ့ဖန်ဆီးမှုအောက်မှာမတ်အီဖူဆူဟာအနိုင်ကျင့်စော်ကားမှုကိုခံခဲ့ရပေမဲ့လေ NUG ပြည်အမျိုးရုပ်အဖွဲ့သက်ကအခုချိန်ထိကိုနှုတ်ပိတ်နေခဲ့ရပါအမျိုးသမီးအဖွဲ့ချုပ် WLP ရဲ့စီးရင်ဒီအရာ2021ကနေအခုချိန်ထိဒီလိုအနိုင်ကျင့်ခံရသူအမျိုးသမီး1000ကျော်ရှိနေပါပြီကျူးလွန်သူတွေဟာလက်နက်ရှိရင်ဘာမှမဆိုလုပ်လို့ရတယ်ဆိုရယ်စိတ်နဲ့လွတ်မြောက်နေကြတော့ပါပဲလက်ရှိတောင်ကျန်းသူထိန်ကျုံနေနေပြည်ခလက်အမျိုးရုပ် warranty NUG လက်အောက်ကပါတုံးလိုမျိုးစစ်တွေတာသူတို့ရဲ့ယာရုနဲ့လက်နက်ကိုအလွဲသုံးစားပြုပြီးတော့အမျိုးသမီးငယ်တွေနဲ့ကလေးတငယ်တွေအပေါ်ကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေကိုပေါ်တင်တင်နဲ့ကျူးလွန်နေကြပါတယ်ဒါတောင်သိရတဲ့ကျစ်စင်တွေပဲဖြစ်ပြီးတော့အသိရသေးတယ်နှုတ်ပိတ်လိုက်ရတဲ့ဖြစ်စဉ်တွေလည်းဒူးနဲ့ဒီပါပဲညနာသူတွေကတရားမျှတမှုကိုမရတဲ့အချင်းကျူးလွန်သူတွေရဲ့ချင်းချမှုတွေကြောင့်အသက်အန္တရာယ်သာဆိုရင်နေရတဲ့အခြေအနေမှာပါရှိနေကြတာပါပြီးတော့တပ်ဖွဲ့ဝင်အချင်းချင်းအဖွဲ့အတွေ့မှာလည်းမကြာခဏစုသလိုပဲအမျိုးသမီးတွေကိုစော်ကားနေပြီးတော့လိန်ကျုံအဖြစ်ထားတဲ့ဖြစ်စဉ်တွေလည်းဖြစ်ပွားနေကြောင်းစိတ်မကောင်းစွာနဲ့တင်ဆက်လိုက်ရပါတယ်ရှင်